ဒီနေ့ကတော့ online ပေါ်မှာ trending ဖြစ်နေတဲ့ YouTuber တွေအမြင်ဆက်စားပြနေတဲ့ဒီ real fruit cake ရတဲ့ဆိုင်လေးဆိုင်တို့ကရှာတွေ့ထားတဲ့သောစားဖြစ်ခဲ့တဲ့အကြောင်းလေး sharing လုပ်ပေးကြပါမယ်။ဒီမှာကြည့်အောင်မသိတကယ်ရှိတကုန်းလာရောက်နေသလိုပဲ။သူကတော့ရန်စားချင်နေတဲ့ real fruit cake လေးရတဲ့မင်္ဂလာတောင်ညို့တင်ဖြူလန်းအား JPEG ကိုရောက်နေပါတယ်။ဒီဆိုင်ကတော့အစကတည်းကပေါမုံနဲ့ကိတ်မုံနဲ့ပတ်သက်ရင်တော့နာမည်ကြီးတဲ့ဆိုင်တွေမှာပါတယ်။ဒီတင်ဖြူဆိုင်ကိုရတော့တို့ကလည်းခုမှရောက်ဖို့တာ။အဲမှာလေ lighting တော်တော်ကောင်းတယ် decoration အစားသေးချပြင်ထားတဲ့ဆိုင်ဆိုတော့တို့အောင်တပုံတွေအများကြီးရိုက်ခဲ့သေးတယ်။အခုကတော့အထဲရောက်ပြီဆိုတော့ဒါစားချင်တာလေးအရင်ကြည့်လိုက်အောင်မယ်။ကောင်တာထဲမှာမုတ်တွေပြည့်ထည့်ထားတော့အရင်သဘောကျတယ်။ဒါကတော့ဒါစားချင်နေရလေးတွေပါ။ခုသဘောကျတာတော့ online မှာ trending ဖြစ်နေတဲ့ပေါင်မုံနဲ့ကိတ်မုံမီနူးတော်တော်များများဒီဆိုင်မှာရှိရပဲ။တို့ကြတနာရီတွင် birthday cake မှာလို့ရတဲ့ service တောင်သူစီမှာရသေးတယ်။ဒီမှာကြည့်စားတော့မစားရဘူးချစ်စရာလေးဒါကတော့ဒါဒီနေ့ဒီဆိုင်ကိုရောက်နေရတဲ့အကြောင်းပြချက်လေးပါရှင်။ real fruit cake လေးကတော့ deliver မရအောင်ဆိုတာနဲ့အမှန်တိုင်းပြောတော့တို့ကအစားတော့အိမ်မှာအေးဆေးစားမယ်ဆိုပြီးတော့ပါစီလာဝဲတာ။ဒါပေမဲ့အရင်ချက်ဖို့ကောင်းတော့ vlog ရိုက်ပြချင်သွားလို့တို့ဒီမှာပဲ3ခုလောက်ထုတ်စားဖို့တော့ဆုံးဖြတ်လိုက်ပါတယ်။ဘယ်ကတော့တို့အစုံဝဲလာအလိမ်မော်သီးတရက်သီးလီမွန်သီးတစ်တော်သီး strawberry အုံးသီးငှက်ပြောသီးလည်းပါတယ်။အရင်ဆုံးကတော့တို့ငှက်ပြောသီးလေးအရင်စားကြည့်ပါမယ်။ဒီအောက်မှာတော့ဒီလိုမျိုးမွေ့ကြွလေး biscuit အပြားလေးတစ်ထပ်ခံထားသေးတယ်။အောက်ကအပြားလေးလည်းစားလို့ရရင်တော့တို့ကတော့အသီးလေးဖြုတ်ပြီးပဲတစ်ခါရေးစားပြလိုက်ပါမယ်။နိုင်ပြောရင် creamy ပေါက်ထွက်လာပြီးတော့အရင် email လို့ထင်တာရသည်လားဒါမဲ့စားကြည့်လိုက်တော့အပေါ်က chocolate နဲ့ cover လုပ်ထားတာဆိုတော့ egg နဲ့ပေါက်ထွက်သွားပြီးတော့အထဲကလေးပူတင်းသားလေးလိုတုံတုံလေး cream cheese ပါထည့်လုပ်ထားဆိုတော့လေမှုေးပြီးတော့အရသာလေးကစိမ့်စိမ့်လေးအချိုလေးအရင်မကဲဘူးနားရတဲ့အများကြီးပိုကောင်းတဲ့အရသာတွေမှာပါတယ်တကယ်အသီးစစ်ကိုစားလိုက်ရတယ်လို့ခံစားချက်မျိုးလေဒါဆိုအစတော့ email ထင်လို့ drink လေးပါရောမှာထားသေးတယ်ဒါကတော့ဆိုင်မှာတက်ထထားတဲ့ Christmas smoothie drink လေးလို့ပြောတယ်။ဟုတ်လားရေခဲမုံဖက်လေးနဲ့မာလာကာတီ taste ကိုမှချိုချင်းချင်းလေးဒါလေးလည်းတော်တော်လေးသဘောကျတယ်။ပြီးရင်တော့ဒါ strawberry သီးလေးစားကြည့်ပါမယ်။ strawberry သီးကတော့မြင်ကြရအရင်စားချင်နေတာ။ကတ်လိုက်တာနဲ့အပေါ်ကုံလေးရောဖောက်နဲ့ကွဲထွက်လာပြီးတော့အထက်ကတုံတုံ chili ယိုလေးထွက်လာတော့အရင်သဘောကျတယ်။ real fruit cake ဆိုတဲ့အတိုင်းပဲအပြင်မှာရွှေလေးရစားသေးချတူအောင်လုပ်ထားဆိုတော့မသိရင်တကယ် strawberry သီးအလုံးအကြီးကိုကိုက်စားနေရတယ်လို့ခံစားချက်မျိုးဒီမှာကြည့်ကိုက်လိုက်ဘယ်လောက်တောင်အိနေမလဲဆိုတာစဉ်းစားကြည့်လိုက်တော့ညဆိုမအိပ်ပဲနဲ့ draw လိုမျိုး YouTuber တွေစားသမျှထိုင်ကြည့်ရတဲ့သူတွေရှိကြလားဒါဖြတ်မယ်လို့စတွေးလိုက်တဲ့နေ့ကပိုးဆိုးသွားတယ် online မှာ trending ဖြစ်နေသမျှအချို့ပွဲမှန်သမျှကိုလိုက်ရှာပြီးတော့စားကြည့်ချင်နေရပဲဒါအဲ့နေရာစားခဲ့သမျှတွေမှာအကြိုက်ဆုံးကိုညှိုးမှဆိုတော့ဒီလီမွန်ပဲစားခင်ကလီမွန်နဲ့လေးမှုေးပြီးတော့လေးစားလိုက်တော့လီမွန်ရတာချို့ချင်းလေးနဲ့အရင် sweet ဖြစ်တဲ့ဘက်ကိုမသွားအောင်အဲ့အသက်ဆန်းတွေ try ရတာကြိုက်တယ်ဆိုရင်တော့လာစားကြည့်ဖို့ recommend ပေးပါတယ်JPEG လို့ပြောလိုက်တာနဲ့ဘဲသားမုံကိုပြင်းမြင်ကြရတဲ့ဒီဆိုင်မှာဒီမုံကတော့လုံးဝ signature နာမည်ကြီးပဲလှုပ်စားလိုက်တာနဲ့နုံနုံညံ့ညံ့ပေါမုတ်သားလေးတွေကနေလေဘဲသားချက်ဦးချက်သားမြင်ဒီပေါက်ထွက်လာတဲ့ခန်းစားချက်မျိုးအဲမှာအစုံပါဆိုတော့အရသာတော့ပြပြနဲ့နဲ့အရင်စိတ်နေတယ်မှာပါတယ်ဘာဂါတိတ်နဲ့အောင်စင်နေစားပြီးတော့ရင်လက်ကလုံးဝမချချင်တော့တဲ့အရသာမျိုးတွေမှာပါတယ်ဒါမှမဟုတ်ပြီးတော့ဒီဆိုင်မှာအကြိုက်ဆုံးနဲ့အညွှန်းပေးခြင်းဆုံးကတော့သူ့ရဲ့ mochi bread လေးပဲ real fruit cake ကနေစပြီးတော့ဒီ mochi bread တီသူ့ဆိုင်ရမုံလေးရလေစားအောင်စားရစရာမရှိဘူးအကုန်ချစ်စရာလေးတွေသိလားဒါလေးဆိုကာတွန်းကားတွေကခုံထွက်လာသလိုပဲ mochi bread ဆိုတဲ့အတိုင်းဒီလိုမျိုးခွဲလိုက်တာနဲ့ mochi အမြင်တွေတန်းပြီးတော့ထွက်လာတာဒါကတော့ brown sugar flavor ရွေးထားဆိုတော့အထဲမှာ brown sugar အနှစ်အတုံးလိုက်ကြီးပါသေးတယ်သူ့ရဲ့ပေါမုတ်သားလေးကစဝါကုန်းလေးလိုနုံနုံညံ့ညံ့လေးကိုမှအထက်က mochi နဲ့ brown sugar အနှစ်ချိုလေးတွဲပေးထားတော့အရင်လိုက်တယ်ဟောပြီးတော့ဒီမှာ birthday cake လှလှလေးမှာလို့ရတဲ့အပြင်ကိုစိတ်ကြိုက်က summer design နဲ့လူပုံတွေရောကာတွန်းကားပုံတွေပါမှာလို့ရတဲ့ founder cake လှလှလေးလည်းမှာလို့ရသေးရဲ့နော်ဒီနေ့ကတော့ဒါလေးပိုက်ပြီးသွားပြီဆိုတော့ dry ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲနောက် vlog မှာပြန်တွေ့ကြမယ်နော်တတား